လူကိုဖမ်းလို့ရတယ်ဆိုပေမဲ့နော်လူထုခေါင်းဆောင်ရဲ့ဩဇာအာဏာနဲ့လူထုစီကနေရရှိထားတဲ့ယုံကြည်မှုကိုတော့ဖျက်ဆီးလို့မရဘူးဆိုတာကိုလည်းမြင်တွေ့ရပါတယ်ဒီလိုမျိုးပန်းကိုကြောက်တယ်နော်ဒီလိုမျိုးပန်းကိုမုန်းတီးရဲ့ဆိုကြတဲ့ကိုကဘလောက်ထိသဘောထားသေးသိမ်ပြီးတော့နော်ဘလောက်ထိပျော့ညံ့တဲ့အာဏာရှင်လဲဆိုတာကိုတွေးကြည့်လို့ရပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုဟိန်းသတင်းတင်ဆက်မှု channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဇွန်လ19ရက်နေ့ပါဒီနေ့ကထူးထူးခြားခြားနော်ထူးထူးခြားခြားရက်ပေါ့နော်ဘာကြောင့်လဲဆိုတော့တိုင်းပြည်နဲ့ပြည်သူတို့ဘဝတစ်ခုလုံးကိုပေးဆက်ထားတဲ့လူထုခေါင်းဆောင်ရဲ့ဒေါန်ဆန်းစုကြည်အမေစုရဲ့82နှစ်ပြည့်မွေးနေ့ပါမတရားအကျဉ်းချခံထားရပြီးတော့တကားတွေရဲ့နောက်ွယ်မှာအခုလိုမျိုးမွေးနေ့ကိုခါခါတီးတီးဖြတ်တန်းနေရပေမဲ့မေစုရဲ့စိတ်သက်ဂုဏ်သိက္ခာနဲ့ပြည်သူပေါ်မှာထားတဲ့မေတ္တာကိုတော့ဘယ်အာဏာရှင်ကမှပိတ်လောင်ထားလို့မရပါဘူးဒါကြောင့်ပဲဒီနေ့မှာတနိုင်ငံလုံးကပြည်သူတွေကဖိနှိပ်မှုနဲ့အနေအမျိုးစုံကြားကနေကြောက်ရွံ့မှုတွေကိုဘေးဖယ်ပြီးတော့နှင်းစီလှုပ်ရှားမှုတွေနဲ့အတူလမ်းမပေါ်ကိုထွက်လာကြပါတယ်။စပင်မှာနှင်းစီပန်းတွေပန်းတယ်လမ်းမတွေပေါ်မှာပန်းသပိတ်တွေဆင်နွှဲတယ်ဒါကအာဏာရှင်ကိုဒူးမထောက်ဘဲနဲ့ပြည်သူတွေကအခုချိန်ထိအမှန်တရားနဲ့ဓမ္မဘက်မှာပဲခိုင်ခိုင်မာမာရက်တည်နေစေဆိုတာကိုကဘာကသိအောင်ထပ်ပြီးတော့မှပြလိုက်တာဖြစ်ပါတယ်။အာဏာရှင်တွေလုံးဝတားဆီးလို့မရပါဘူး။လက်နက်နဲ့အာဏာကနော်လူကိုချုပ်နှောင်နိုင်ပေမဲ့ပြည်သူရင်ထဲကယုံကြည်ချက်ကိုတော့ဘယ်တော့မှဖျက်ဆီးလို့မရပါဘူး။မေဒေါန်ဆန်းစုကြည်မေစုရဲ့နာမည်ကိုကြားယုံနဲ့တင်တုံလို့ခြောက်ချားနေတဲ့စစ်ကောင်းဆောင်တွေကဒီနေ့မွေးနေ့လှုပ်ရှားမှုမှာပါဝင်တဲ့ပြည်သူတွေကိုဖမ်းဆီးဖို့ဒီလက်မျိုးစုံနဲ့လိုက်လံချင်းချောက်နှိပ်ကိုနေစေဖြစ်ပါတယ်။အာဏာသိမ်းပြီးကလေးကသူတို့မှာမေစုကိုရက်တည်တဲ့သူတွေကိုလိုက်ဖမ်းဖို့အလုပ်တစ်ခုပဲရှိနေတာပါ။ဒေါန်ဆန်းစုကြည်မေစုရဲ့မွေးနေ့ဘန်ကောက်မြို့ကစစ်တပ်တန်ယုံမှာလည်းဒီနှင်းစီပန်းသွားပေးတဲ့သူတွေဖမ်းဆီးခံရတဲ့သတင်းလည်းရှိပါသေးတယ်လူထုခေါင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့မှာဘန်ကောက်မြို့ကစစ်ကောင်စီရုံးကိုစစ်ကောင်စီရဲ့တန်ယုံကိုနှင်းစီပန်း82ပွင့်သွားပေးတဲ့အတွက်ကြောင့်ပါသွားရောက်ပေးတဲ့ဒီတက်ကြွလှုပ်ရှားသူကိုနေရှိုင်းကိုဒီထိုင်းရဲတပ်ဖွဲ့ဘက်ကဖမ်းဆီးခေါ်ဆောင်သွားပါတယ်ဘန်ကောက်မြို့ကအာဏာသိမ်းစစ်တပ်တန်ယုံရှိကိုသွားပြီးဒေါန်ဆန်းစုကြည်အမေစုရဲ့မွေးနေ့အထိမ်းအမှတ်ဖြစ်တဲ့နှင်းစီပန်း82ပွင့်သွားပေးခဲ့တာဖြစ်ပါတယ်။ထိုင်းရဲတပ်ဖွဲ့ဘက်ကခွင့်ပြုချက်မရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ခွင့်ပြုချက်မတင်လို့ဆိုပြီးတော့ခေါ်သွားပါတယ်။မလေးရှားကကိုနေရိုင်းကိုခေါ်သွားတာပြန်လုပ်ပေးမယ်လို့လည်းပြောနေတယ်ကျွန်တော်တို့ဖြည့်ရှင်းနေသေးပါလို့ MHAC မဟာမိတ်ကဒီဥက္ကဋ္ဌကြီးကဖြေကြားထားတာလည်းတွေ့ရပါတယ်။ကိုနေရိုင်းကဒေါန်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ဖြစ်နေမနေ့ကဇွန်လ17ရက်နေ့ကလည်းမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကစစ်ကောင်စီရဲ့တန်ယုံကိုနှင်းစီပန်းသွားပေးခဲ့ပါသေးတယ်ကျွန်တော်ပြောချင်တာကအာဏာရှင်တွေကပန်းပေးတာကိုမယူရဲဘူးလားပေါ့တစ်ကမ္ဘာလုံးမှာရှိနေတဲ့လူသားတွေတိရစ္ဆာန်တွေအားလုံးကပန်းကိုမုန်းတယ်လို့မရှိပါဘူးเนาะပန်းပွင့်လေးတွေကိုချစ်တဲ့သူတွေပဲရှိတယ်အန်ဒီမဖြစ်စေတဲ့ပန်းเนาะရနတ်နေမွေးကြိုင်စေတဲ့ပန်းဒီလိုမျိုးပန်းကိုကြောက်တယ်เนาะဒီလိုမျိုးပန်းကိုမုန်းတီးရဆိုကြတဲ့ကိုကဘလောက်ထိသဘောထားသေးသိမ်ပြီးတော့နော်ဘလောက်ထိပျော့ညံ့တဲ့အာဏာရှင်လဲဆိုတာကိုတွေးကြည့်လို့ရပါတယ်နော်ခေတ်ဆက်ဆက်တကဘာလုံးကအာဏာရှင်တွေထဲမှာသဘောထားအသေးသိမ်ဆုံးနဲ့အပျော့ညံ့ဆုံးအာဏာရှင်တွေအမိုက်ရိုင်းဆုံးနဲ့အဆက်မရှိဆုံးအာဏာရှင်တွေလို့ပဲပြောရမှာပါအဲ့တော့ရန်ကုန်မြို့ကနိုင်ငံတကာတန်ယုံတွေမှာဆိုရင်လေဒေါန်ဆန်းစုကြည်အမေစုရဲ့မွေးနေ့မှာမွေးနေ့အတွက်စုမုံကောင်းတွေတောင်းနေတာတွေလည်းရှိနေပါတယ်အာဏာရှင်တွေဘာမှမလုပ်နိုင်ပါဘူးဘာမှမတားဆီးနိုင်ပါဘူးနော်အာဏာရှင်လို့မပြောရအောင်เนาะပန်းလေးတစ်ပွင့်ပန်မိယုံနဲ့ online ကမေစုရဲ့မွေးနေ့ဓာတ်ပုံတွေမှာ reaction လေးပေးမိယုံနဲ့81ဆိုတဲ့ဒီကဏန်းပါတဲ့အင်ကြီးတွေဝတ်ဆင်ပြီးတော့ပြေးရင်တော့မှเนาะအချင်းသားပုံစံဝတ်စုံဝတ်မိယုံနေနဲ့ဒီနောက်ဆုံးအင်ကြီးအမဲအင်ကြီးအနီးเนาะစတာတွေဝတ်ဆင်တာနဲ့လိုက်လံဖမ်းဆီးမေးမြန်းတာတွေအထိအတိတ်ပဲမဲ့စွာယူသွနေကြတာဖြစ်ပါတယ်เนาะဒီတော့အာဏာရှင်တွေရဲ့အကြောက်တရားเนาะအာဏာရှင်တွေရဲ့ဒီထွက်ပေါက်ကเนาะလုံးဝမရှိတော့ဘဲနဲ့ပြည်သူတွေရဲ့တရားဓမ္မကိုစာလောင်နေတဲ့เนาะမွတ်သိမ့်နေတဲ့အခြေအနေကလည်းအခုချိန်ထိရှိနေတော့မယ်အာဏာရှင်တွေရဲ့အကြောက်တရားကအထွတ်ထိပ်ကိုရောက်နေတာဖြစ်တယ်ပြည်သူတွေရဲ့အောင်ပွဲเนาะပြည်သူတွေရဲ့စိတ်ဓာတ်တွေကိုအခုချိန်ထိအထင်ရှားဆုံးမြင်တွေ့နေရတာဖြစ်တယ်သက်သေပြခဲ့တာလည်းဖြစ်ပါတယ်နောက်ပြီးတော့အာဏာရှင်တွေမှာတနတ်တွေအမြောက်တွေเนาะအချင်းထောင်တွေရှိတယ်ဆိုပေမဲ့ပန်းလေးတစ်ပွင့်အယောင်တယောင်เนาะအနီးအမဲဒီကဏန်းတစ်ခု81ဆိုတဲ့ကဏန်းတစ်ခုကိုတော့မှ
မင်းဆိုင်ရဲလောက်တဲ့အထိကြောက်ရွံ့နေတာကိုလည်းပြသနေတာဖြစ်ပါတယ်ဒါကအာဏာရှင်စနစ်ရဲ့အတွင်းစိတ်ကဘယ်လောက်ထိပြောညံ့ပြီးတော့မလုံးမချုံဖြစ်နေကြသလဲဆိုတာကိုပြနေတဲ့သက်သေပါလူထုခေါင်းဆောင်ကိုထောင်ထဲမှာနှစ်နဲ့ချီပိတ်လောင်ထားပြီးတော့လူမြင်ကွင်းကနေဖျောက်ထားတယ်ဆိုပေမဲ့နော်လူထုခေါင်းဆောင်ရဲ့နာမည်နဲ့ပုံရိပ်ကအခုချိန်ထိတနိုင်ငံလုံးမှာရှိတဲ့နော်ပြည်သူတွေကမ္ဘာတစ်လုံးမှာရောက်ရှိနေတဲ့ပြည်သူတွေရဲ့ရင်ထဲမှာဘယ်လောက်ထိရှင်သန်နေလဲဆိုတာကိုလည်းသတ်တာနေပါတယ်လူကိုဖမ်းလို့ရတယ်ဆိုပေမဲ့နော်လူထုခေါင်းဆောင်ရဲ့ဩဇာအာဏာနဲ့လူထုစီကနေရရှိထားတဲ့ယုံကြည်မှုကိုတော့ဖျက်ဆီးလို့မရဘူးဆိုတာကိုလည်းမြင်တွေ့ရပါတယ်တနက်ပြောင်းဝအောက်မှာဖမ်းဆီးခံရနိုင်ခြေအပြည့်ရှိနေတဲ့ဂျားကနေအခုလိုမျိုးလူထုခေါင်းဆောင်ရဲ့မွေးနေ့လှုပ်ရှားမှုနော်နေ့စီပန်းလှုပ်ရှားမှုတွေကိုနီလန်မျိုးစုံတွေနဲ့လှုပ်ဆောင်နေကြတာကပြည်သူတွေရဲ့ဒီတော်လှန်ရေးစိတ်ဓာတ်ကရိမ့်ရိုင်သွားတာမျိုးလုံးဝမရှိဘဲနဲ့ဓမ္မဘက်ကနေခိုင်ခိုင်မာမာရက်တည်နေစေဆိုတာကိုကဘာကြီးကိုရောစစ်ဗိုလ်ချုပ်တွေကိုပါရဲရဲဝံ့ဝံ့တက်တည်ပြလိုက်တာဖြစ်ပါတယ်တရုတ်နိုင်ငံမှာဆိုရင်လည်းဒီနေ့19ရက်နေ့မတိုင်ခင်เนาะမနေ့က18ရက်နေ့ကတည်းကနေ့စီပန်းတွေမယောင်းကြဘူးရောင်းခွင်လည်းမရှိကြဘူးเนาะမပန်ရဘူးဆိုပြီးတော့မှထုတ်ပြန်ထားတာကြီးလည်းသိရပါတယ်เนาะတော်တော်လည်းကြောက်ကြတယ်ပေါ့เนาะအာနာရှင်တွေကတော်တော်လည်းရည်စရာကောင်းတယ်ပေါ့သူတို့ဘယ်လောက်ထိဖမ်းဆီးပါသေးเนาะပြည်သူရဲ့ရင်ထဲကဒေါ်လာရေးအရှိန်ဟုန်ကိုဘလို့မှဟန်တားနိုင်မှာလည်းမဟုတ်ဘူးเนาะသူတို့ထင်တာကတော့လူထုခေါင်းဆောင်ကိုဖျောက်ထားလိုက်ရင်လူထုခေါင်းဆောင်ကိုအချင်းချထားလိုက်ရင်ပြည်သူတွေကငြိမ်ဝှက်သွားမယ်ပြည်သူတွေကိုကြောက်အောင်လို့အကြမ်းဖက်တဲ့နီလန်းနဲ့နှိပ်ကိုထားမယ်ဆိုရင်ဒီကောင်တွေဒေါ်လာရေးဆက်မလုပ်နိုင်တော့ဘူးဆိုတဲ့အတွေးမျိုးနဲ့လုပ်နေကြတာပေါ့ဒါပေမဲ့အခုချိန်ထိသူတို့တွေးထားတဲ့အရာကြီးကအမှားကြီးပဲပေါ့နော်အမေစုကိုဘယ်မှာပဲထားသူ့ရဲ့စိတ်ဓာတ်နဲ့ယုံကြည်ချက်ကပြည်သူတွေရဲ့ရင်ထဲမှာအမြင့်တွယ်ပြီးသားဖြစ်ပါတယ်သတင်းတွေပိတ်ထားเนาะတနက်နဲ့ပဲချိန်ထားပြည်သူတွေကအခုချိန်ထိเนาะအဆုံးထိအရှုံးမပေးဘဲနဲ့အာဏာရှင်စနစ်ကြာရှုံးတဲ့အထိဆက်ပြီးတော့တိုက်ပွဲဝင်သွားကြမှာဖြစ်ပါတယ်เนาะတစ်ချိန်မှာအာဏာရှင်တွေလူထုရဲ့တေးတံတွေကိုခံစားရမယ်ဆိုတာကိုကောင်းကောင်းကြုံတွေ့ရမှာပါเนาะကောင်းကောင်းလဲတက်တည်ပြနေတာဖြစ်ပါတယ်ဒီနေ့မေစုမွေးနေ့မှာနှင်းစီလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ပြည်သူလူထုရဲ့အင်အားကိုကြည့်မယ်ဆိုရင်အာဏာရှင်တွေတစ်နေ့အခုပါဝင်နေတဲ့ပြည်သူလူထုရဲ့တေးတံတွေเนาะပြည်သူလူထုရဲ့အပြစ်ပေးမှုတွေကိုခံကြရမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်